မြန်မာနိုင်ငံက UI UX designer အများစုဟာသူတို့ရဲ့အဓိကပြဿနာက tool တွေ software တွေကိုကျွမ်းကျွမ်းကျင်ကျင်မသုံးနိုင်တာလို့ထင်နေတတ်ကြပါတယ်။ဒါပေမဲ့အဲ့ဒါတကယ်တော့မဟုတ်ပါဘူး။တကယ်ပြဿနာကစဉ်းစားပုံစဉ်းစားနည်းဖြစ်နေလို့ပါ။ဒါကြောင့်မဲ့ကြည့်ကောင်းတဲ့ product တွေတောင်မှတကယ်တမ်းမှာအလုံးမဖြစ်တာပါ။ဘာကြောင့်လဲဆိုတာကိုကျွန်မရှင်းပြပါမယ်။အခုလောလောဆယ်မှာ project စပြီဆိုတာနဲ့ designer တော်တော်များများကတပုံစံလေးလုပ်ကြပါတယ်။ Figma ကိုဖွင့်တယ် inspiration တွေကိုလိုက်ရှာတယ်ပြီးရင် screen တွေကိုစဆွဲတယ်ပေါ့နော်။အဲ့ဒီ product ကအလုံးမဖြစ်တဲ့အခါကျရင် UI မကောင်းလို့ပေါ့နော် UI မကောင်းလို့ဆိုပြီးပြောကြတယ်။ဒါမှမဟုတ်လို့ရှိရင် client က requirement တွေကိုတခြားမပေးလို့ business ဘက်က requirement တွေဒီ function တွေမကောင်းလို့ဒါမှမဟုတ်လို့ရှိရင်လည်း user ကမသုံးတတ်လို့စသည်ဖြင့်ပေါ့နော်အကြောင်းပြချက်တွေပေးတတ်ကြတယ်ပေါ့နော်။ဒါပေမဲ့တကယ်ပြဿနာကအစိုးရတွေကစခဲ့တာပါဘယ်တူးကိုမှမဖွင့်ခင်ကတည်းကမှားနေခဲ့တာပေါ့နော်ဒီပြဿနာကမြန်မာနိုင်ငံမှာဆိုရင်ပို့ပြီးတော့သိတာပါတယ်ဘာလို့လဲဆိုတော့ဒီမှာ UX ပညာနဲ့ပတ်သက်ပြီးတော့မှလီလာစရာတွေကအကန့်အသတ်ရှိနေသေးရဲ့ပေါ့နော် limitation တွေရှိတယ် resource တွေတိတ်မရှိဘူးပေါ့နော် designer အများစုကလည်းဒီ dribble ဒါမှမဟုတ်လို့ရှိရင် behance ပေါ့နော်အဲ့ဒါတွေပေါ်မှာကြည့်ကောင်းတဲ့ UI လေးတွေကိုလိုက်ကြည့်ပြီးတော့မှလိုက်ကူးရင်းနဲ့သင်ယူနေကြရတာများတယ်ပေါ့နော်ပြီးတော့လေလုပ်ငန်းရှင်တွေဘက်ကဒီ UX research တွေလုပ်ဖို့အတွက်ကိုသိပြီးတော့မှ resource တွေမပေးနိုင်ကြဘူးပေါ့နော်အမြန်ပဲလိုချင်ကြတယ်ခင်မိတာကိုလိုချင်ကြတယ် modern ဖြစ်တာလေးဆွဲပေးပါပေါ့နော်ဒါမျိုးတွေလိုချင်ကြတယ်ပေါ့ဒါကြောင့် UX ကဆုံးဖြတ်ချတဲ့ပညာရေးတစ်ခုမဟုတ်တော့ဘဲနဲ့အလှဆင်တဲ့အရာတစ်ခုလိုဖြစ်လာနေတာပါကျမတို့တွေကဒီ user ရဲ့ behavior တွေအပြုအမူတွေအတွက် design ဆွဲနေတာမဟုတ်တော့ဘဲနဲ့ဒီ screen တွေလှဖို့ပဲဆွဲလာတဲ့သဘောမျိုးဖြစ်လာနေတာပါဒီနေရာမှာတခုရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်ဒီ tool တွေကမကောင်းလို့ဆိုလိုတာမဟုတ်ဘူးပေါ့နော်ဥပမာ Figma ဆိုလို့ရှိရင်အရင် powerful ဖြစ်တယ်သူနဲ့သုံးပြီးတော့မှဒီ design တွေထုတ်ရအရင်လဲမြန်တယ်အရင်ကောင်းတယ်ပေါ့နော်ဒါပေမဲ့ tool ကောင်းသုံးတာက UX thinking ကိုပိုကောင်းလာအောင်မလုပ်ပေးနိုင်ဘူးပေါ့နော်အဲ့တော့thinking ကလွဲနေပြီးတော့မှ tool ကောင်းသုံးတယ်ဆိုလို့ရှိရင်လည်းဘာဖြစ်လာမလဲဆိုတော့မှားနေတဲ့ decision တွေမှားနေတဲ့product တွေပဲမြန်ထွက်လာတဲ့ပုံစံပဲဖြစ်သွားမှာပေါ့နော်တကယ်တမ်း UX thinking ဆိုတာဘာလဲတကယ် UX thinking ဆိုတာက design မဆွဲခင်ကတည်းကစတာပါဒါက user တွေရဲ့အခြေအနေအမှန်ကိုနားလည်ခြင်းကနေပြီးတော့မှစတယ်ပေါ့နော် user တွေကိုလှုပ်စေချင်တာမျိုးကိုကလှုပ်စေချင်တာမျိုးမဟုတ်ဘဲနဲ့ပေါ့သူတို့တကယ်တမ်းဘာတွေကိုမှဒီတီးခံပြီးတော့မှသုံးနေရလဲဘယ်လိုဟာတွေဆိုရင်တော့သူတို့ neglect လုပ်တတ်ကြလဲဘယ်လိုဟာတွေကိုတော့သူတို့သုံးရတာအခက်အခဲဖြစ်နေလဲဆိုတာတွေကိုသိဖို့လိုပါတယ်နောက်တစ်ခုက business perspective ပေါ့နော်စီးပွားရေးဘက်ကရှုထောင့်မှာရောဘာတွေလိုအပ်လဲပေါ့မြန်မာနိုင်ငံမှာကဒီလုပ်ငန်းတွေမှာဘတ်ဂျက်အကန့်အသတ်ရှိတယ်အချိန်ပေးနိုင်တာကလည်းအကန့်အသတ်ရှိရပေါ့ဈေးကွက်ကလည်းအခုမှဖွံ့ဖြိုးနေတုန်းပေါ့နော် UX thinking ဆိုတာက user ရဲ့လိုအပ်ချက်နဲ့ဒီ business ရဲ့အခက်အခဲတွေကြားမှာညှိပြီးတော့မှလုပ်ပေးရတဲ့အပိုင်းပေါ့အဲ့တော့အလှပထက်ဆိုင်ရင် behavior ကိုပို့ပြီးတော့မှဦးစားပေးရပါတယ်ဒီ screen ပေါ်မှာဘယ်အချက်ကအရေးကြီးဆုံးလဲ user ဆုံးဖြတ်ချက်တစ်ခုခုချနိုင်အောင်ငါတို့ဘယ်လိုကူညီပေးကြမလဲဒီအချက်တွေအားလုံးပြီးမှပဲကျမတို့ design စဆွဲတာပါအတူဆုံးပြောရမယ်ဆိုလို့ရှိရင် UX thinking က design မဆွဲခင်မှာကြိုပြီးတော့မှ decision ချတာပါပဲတကယ်လို့မစင်စားခဲ့ဘူးဆိုရင်ဘာတွေဖြစ်မလဲပေါ့အတွေးခေါ်တွေမပါဘဲနဲ့သုံးသက်ချက်တွေမပါဘဲနဲ့ဆွဲတဲ့ design ကဒီဆွဲတဲ့ designer ရဲ့ကိုယ်ပိုင်အမြင်ပေါ်မှာပဲမူတည်လာပါလိမ့်မယ် client ဘက်ကလည်းငါထားအောင်မကြိုက်ဘူးပေါ့နော်ဒါကအဆင်မပြေနေဘူးလို့သူကခဏပြောမယ်သူ့ဘက်ကလည်းတိကျတဲ့ input မျိုးကိုသူပေးနိုင်မှာမဟုတ်ဘူး designer ကလည်းဒါကိုခဏပဲပြင်ပြီးတော့ပေးနေတယ်ဒါပေမဲ့လည်းဒီ design ကဘာမှမတိုးတက်လာဘူးဒုံရင်ပဲပေါ့နော်ပြီးရင် product ထွက်လာတယ်ဒါပေမဲ့ user တွေမသုံးကြဘူးအဲ့ခါမှာ UX ကိုအပြစ်တင်တတ်ကြပေမဲ့တကယ်တမ်းက UX thinking ကတခါမှမလုပ်ခဲ့ဘူးလေနော်ဒါဆိုရင်ဘာလုပ်ရမလဲဘယ်တူမှမဖွင့်ခင်မှာဒီမေးခွန်းတွေကိုကိုအရင်မေးကြည့်ပါတစ်ကငါတို့ဘယ်ပြဿနာကို solve လုပ်မှာလဲဘယ်ပြဿနာကိုဖြေရှင်းမှာလဲနှစ်ကဒါအလုံးမဖြစ်ရင်ဒါအဆင်မပြေရင်ဘယ်သူတွေကိုထိခိုက်မှာလဲပေါ့နော်သုံးချက်ကဒီ screen က user တွေရဲ့ဘယ်လို decision making ကို support လုပ်မှာလဲပေါ့နော်ဘယ်လိုဆုံးဖြတ်ချက်ချတဲ့နေရာမှာကူညီပေးမှာလဲပေါ့လေးချက်ကတော့ဒီ project အောင်မြင်နေဆိုတာကိုဘယ်လိုတိုင်းတာမလဲပေါ့နော်ဒါကအချိန်နဲ့အရင်အများကြီးပေးပြီးတော့မှတွေးနေစရာတော့မလိုဘူးဒါမိနစ်20လောက်ဆိုရင် live လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့result ကတော့အများကြီးပြောင်းလဲသွားပါလိမ့်မယ်ဒီ mindset ကဘယ်သူတွေအတွက်လဲဆိုလို့ရှိရင်တင်ကတကယ်လို့လစာကောင်းချင်တယ်ပို့ပြီးတော့မှ respect ရချင်တယ်ပေါ့နော်ပြီးလို့ရှိရင် project ကောင်းတွေကိုကင်ချင်တယ်ဆိုလို့ရှိရင်ဒီဘိုင်းတွေကို view site ဖို့လိုပါလိမ့်မယ်တကယ်လို့အလားပါထက်တကယ်ရလက်ကိုလိုချင်တဲ့လုပ်ငန်းရှင်တယောက်ဆိုလို့ရှိရင်လည်းဒီလိုဘိုင်းတွေကို view site တင်ပါတယ်စဉ်းစားပုံစဉ်းစားနည်းရပဲတာမန် decorator တယောက်နဲ့
တကယ်ဒီဇိုင်နာတယောက်ချာမှာကွာခြားမှုဖြစ်စေတာပါအဲ့တော့ tool တွေ trend တွေထက်စားလို့ရှိရင် UX thinking ပိုင်းနဲ့ပတ်သက်ပြီးတော့မှကိုသိကျင်တယ်ဆိုလို့ရှိရင် subscribe လုပ်ထားပါဒီ channel ကတကယ်အလုပ်ဖြစ်တဲ့ UX ကိုလိုချင်တဲ့ designer တွေနဲ့လုပ်ငန်းရှင်တွေအတွက်ဖြစ်ပါတယ်ဒါဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်